Trump နဲ့ရှီကျင်းဖင်တို့ရဲ့ဘေဂျင်းထိပ်သီးဆွေးနွေးပွဲမှာရရှိခဲ့သည့်ကုန်သွယ်ရေးသဘောတူညီချက်များယူကရိန်း၏တမိုင်းဝင် drone စစ်စင်ရေးကြီးကိုသမ္မတဇလန်စကီအမွှန်းတင်ချီးကျူးပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့အီရန်ခေါင်းဆောင်များနှင့်တီဟီရန်မှာတွေ့ဆုံလိုင်စင်မဲ့အပြင်မူရစ်ဆေးပါသုံးဆွဲထားသည့်ယထာမောင်းသူကြောင့်ဘန်ကောက်ယထာတိုက်မှုတွင်10ဦးသေဆုံး32ဦးဒဏ်ရာရဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါမင်္ဂလာပါ Channel H မှာကြိုဆိုပါရစေယနေ့2026ခုနှစ်မေလ19ရက်နေ့အတွက်နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးပါမယ်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ Trump နဲ့ရှီကျင်းဖင်တို့ရဲ့ဘေဂျင်းထိပ်သီးဆွေးနွေးပွဲမှာရရှိခဲ့သည့်ကုန်သွယ်ရေးသဘောတူညီချက်များဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါဘေဂျင်းမြို့တော်မှာ2ရက်ကြာကျင်းပခဲ့တဲ့ထိပ်သီးဆွေးနွေးပွဲကိုမေလ15ရက်နေ့မှာအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပြီးတဲ့နောက်မေလ18ရက်နေ့မှာတော့အင်ဖြူတော်ကနေနှစ်ဦးနှစ်ဖက်ကုန်သွယ်ရေးရလဒ်တွေကိုထုတ်ပြန်ခဲ့ပါတယ်ဒီသဘောတူညီချက်အရတရုတ်နိုင်ငံဟာအမေရိကန်စီကနေပဲပုတ်အပါဝင်စိုက်ပျိုးရေးထုတ်ကုန်တွေကို2028ခုနှစ်အထိနှစ်စဉ်အနည်းဆုံးအမေရိကန်ဒေါ်လာ18ဘီလီယံဖို့ဝယ်ယူသွားဖို့သဘောတူညီချက်ပါတယ်ဒါဟာပြီးခဲ့တဲ့2025အောက်တိုဘာလတုန်းကရရှိခဲ့တဲ့ပဲပုတ်ဝယ်ယူရေးကတိပြုချက်တွေကိုထပ်မံတိုးချဲ့ခဲ့တာဖြစ်လိုက်ပြီးအမေရိကန်ရဲ့အမဲသားကျပ်ဘဲမွေးမြူရေးထုတ်ကုန်တွေကိုပါတရုတ်ဈေးကွက်အတွင်းပြန်လည်ရောင်းချခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်ခင်ဗျာစက်မှုလုပ်ငန်းနဲ့စစ်ဖက်ဆိုင်ရာနည်းပညာတွေအတွက်အလွန်အရေးပါတဲ့အပြန်အလှန်အမိတဟဲပြုမှုတွေလည်းပါဝင်လာပါတယ်ဖုန်းတွေလျှက်စစ်ကားတွေနဲ့အဆင့်မြင့်လက်နက်တွေထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်ပြီးတရုတ်ကအဓိကထိန်းချုပ်ထားတဲ့ရေရှားတပ်တုတွေကိုအမေရိကန်ထံပြန်လည်ဝယ်ယူခွင့်ပြုပြီးကူညီဖြည့်ရှင်းပေးမယ်လို့အင်ဖြူတော်ကလည်းအတည်ပြုခဲ့ပါတယ်တပြိုင်နက်တည်းမှာပဲတရုတ်နိုင်ငံဘက်ကလည်းသူတို့ရဲ့ကိုပိုင်ခီးသည်တင်လေယာဉ်တွေအတွက်ပြည်ပအစိပ်ပိုင်းတွေလိုအပ်နေတာကြောင့်အမေရိကန်ရဲ့ Boeing လေယာဉ်အဆင့်200ထိဝယ်ယူသွားမယ်ဆိုတာကိုထပ်လောင်းအတည်ပြုခဲ့ပါတယ်နှစ်နိုင်ငံကြားကုန်သွယ်မှုတွေလွယ်ကူစွာချောမွေ့စေဖို့ကုန်သွယ်ရေးနဲ့ယင်းနှိမ့်မြုပ်နှံမှုဆိုင်ရာဘုတ်ဖွဲ့တစ်ခုကိုလည်းထူထောင်သွားမှာပါအခုလိုကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံတွေကြားတင်းမာမှုတွေရောကြပြီးလက်တွေ့ကျတဲ့သဘောတူညီချက်တွေရရှိခဲ့တာကြောင့်လာမယ့်စက်တင်ဘာလအတွင်းအမေရိကန်နိုင်ငံမှာအမေရိကန်တရုတ်ခေါင်းဆောင်2ဦးထပ်မံတွေ့ဆုံဖို့အတွက်ကြိုတင်သဘောတူညီချက်ရရှိခဲ့တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာဒုတိယသတင်းတစ်ပုဒ်အနေနဲ့မော်စကိုမြို့တော်အထိထိုးဖောက်နိုင်ခဲ့သည့်ယူကရိန်းသမိုင်းဝင် drone စစ်စင်ရေးကြီးကိုသမ္မတဇလန်စကီအမွှန်းတင်ချီးကျူးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါရုရှားရဲ့မြို့တော်မော်စကိုမှာတိတာထင်ရှားတဲ့ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့ပြီးတဲ့နောက်ယူကရိန်းနိုင်ငံရဲ့တာဝေးပစ် drone တိုက်ခိုက်ရေးစွမ်းရည်ဟာအမကန်တိုးတက်လာပြီဖြစ်ကြောင်းယူကရိန်းသမ္မတဇလန်စကီကဂုဏ်ယူဝင်ကြွစွာနဲ့ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။ပြီးခဲ့တဲ့မေလ16ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဒီ drone စစ်စင်ရေးဟာစစ်ပွဲစတင်ခဲ့တဲ့ကမော်စကိုမြို့မှာကြုံမှုသမျှအပြင်းထန်ဆုံးစစ်စင်ရေးဖြစ်လာပြီးတိုက်ခိုက်မှုကြောင့်မော်စကိုမှာလူ3ဦးသေဆုံးကဘယ်ကိုရော့စ်ဒေသမှာလည်း2ဦးသေဆုံးခဲ့ပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရယူကရိန်းဟာတရက်တာအတွင်းရုရှားဒေသပေါင်း1000ကျော်ကို drone အစင်းရေ1000ကျော်အထိအလုံးရင်းနဲ့ဆေးလွတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။မော်စကိုမြို့တော်ဝန်စာချီဆိုဗီယာနင်ကတော့မြို့တော် area တွေအထိဝင်ရောက်လာတဲ့ drone 120ကျော်ကိုကြားဖြတ်ပစ်ချနိုင်ခဲ့ပေမဲ့မော်စကိုမြို့တော်အနီးကရေနံချက်စက်ရုံတစ်ခု drone ထိမှန်ခဲ့လို့လူ12ဦးဒဏ်ရာရရှိခဲ့တယ်လို့လူနေအိမ်တွေနဲ့အခြေခံအဆောက်အအုံတွေလည်းပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုဟာပြီးခဲ့တဲ့သတင်းပတ်အတွင်းယူကရိန်းမြို့တော်ကီယက်ကိုရုရှားဘက်က drone အလုံးရင်းနဲ့ပုံကျဲခဲ့လို့အရက်သား24ဦးသေဆုံးခဲ့ရတဲ့အပေါ်ကျင်းသေးပေါက်လက်တုံ့ပြန်မယ်ဆိုတဲ့ဇလန်စကီရဲ့ကြေညာအတိုင်းနောက်တရက်မှာပဲကက်လျက်ပေါ်ပေါက်လာတာဖြစ်ပါတယ်။သမ္မတဇလန်စကီကယူကရိန်းတပ်တွေဟာနေဆက်ကနေကီလိုမီတာ900ကျော်အကွာဝေးမှာရှိပြီးလေကြောင်းရန်ကာကွယ်ရေးစနစ်တွေပြည့်သိပ်ထူထပ်စွာချထားတဲ့ရုရှားရဲ့အခိုင်အမာဆုံးမော်စကိုမြို့တော်ရဲ့အထိထိုးဖောက်နိုင်ခဲ့ပြီဖြစ်လို့ဒါဟာရုရှားပြည်သူတွေအနေနဲ့စစ်ပွဲကိုအမြန်ဆုံးရပ်တန့်ဖို့လိုအပ်နေပြီဆိုတာကိုထင်ထင်ရှားရှားသတိပေးလိုက်တာဖြစ်တယ်လို့လူမှုကွန်ရက် X မှာရေးသားခဲ့ပါတယ်။တစ်ဖက်မှာတော့ရုရှားနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာရီယာခါဇာရိုဗာကယူကရိန်းရဲ့အခုလိုလုပ်ရဟာရဲသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အစုလိုက်အပြုံလိုက်အကြမ်းဖက်မှုသာဖြစ်တယ်လို့ဆွဆွဲရှုံချသွားခဲ့ပါရခင်ဗျာ။တတိယသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်အီရန်တင်းမာမှုရှော့ချရေးနဲ့ဟော်မုစီလေကြားအရေးကြီးရွယ်ပြီးပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့အီရန်ခေါင်းဆောင်များနဲ့တီဟီရန်မှာတွေ့ဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ပါကစ္စတန်ပြည်ထောင်စုဝန်ကြီးမိုဆန်နာဗီဦးဆောင်တဲ့အစိုးရကိုယ်စားလှယ်အဖွဲ့ဟာအီရန်နိုင်ငံတီဟီရန်မြို့တော်စီ2ရက်ကြာခီးစဉ်အဖြစ်တွားရောက်ခဲ့ပြီးမေ18ရက်နေ့မှာအီရန်လွှတ်တော်ဥက္ကဋ္ဌနဲ့သမ္မတအပြင်ပြည်ထောင်စုဝန်ကြီးတို့နဲ့ပါအသီးသီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်းအီရန်သတင်းဌာနတွေကဖော်ပြခဲ့ပါတယ်။ဒီတွေ့ဆုံဆွေးနွေးပွဲဟာကမ္ဘာရေနံနဲ့တဘာဝတန်းငွေရေထောက်ပံ့မှု9ပုံတပုံဖြတ်တန်းရာဗျူဟာမြောက်ဟော်မုစီလေကြားကိုအီရန်ဘက်ကပိတ်ပစ်ခဲ့တဲ့အပြီးဖြစ်ပေါ်လာတဲ့ကမ္ဘာအရေးအကြီးဆုံးရေနံထောက်ပံ့မှုအကျပ်တဲကိုဖြည့်ရှင်းဖို့ပါကစ္စတန်ဘက်ကဂျောင်းဝင်စစ်ဆက်ပေးနေတဲ့လုပ်ငန်းစဉ်ရဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။အီရန်ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ28ရက်နေ့တုန်းကအမေရိကန်နဲ့အစ္စရေးတို့မတိုက်ခိုက်မီဒီရေလက်ကြားကိုထိထိရောက်ရောက်ပိတ်ဆို့ခဲ့တာကြောင့်တကမ္ဘာလုံးမှာရေနံစင်းနှုန်းတွေအကြီးအကျယ်မြင့်တက်ခဲ့ရတာပါ။
ဒါပေမဲ့ပြီးခဲ့တဲ့သတင်းတစ်ပတ်အတွင်းကအမေရိကန်နဲ့အီရန်တို့ဟာတစ်ဖက်နဲ့တစ်ဖက်နောက်ဆုံးအဆိုပြုချက်တွေကိုအပြန်အလှန်ညှင်းပယ်ခဲ့တာကြောင့်ပါကစ္စတန်ကဂျားဝင်ညှိနှိုင်းပေးနေတဲ့ဆွေးနွေးပွဲဟာယာယီရပ်ဆိုင်းသွားခဲ့ရပါတယ်။အီရန်နိုင်ငံသားရဲ့ဝန်ကြီးအာရချီကလည်းအမေရိကန်ရဲ့စန့်ကျင်ဘက်သတင်းစကားတွေကြောင့်သူတို့ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်အပေါ်တန်တရားမြင့်တက်နေပြီးပါကစ္စတန်ရဲ့ဂျားဝင်စစ်ဆက်ရေးဟာမအောင်မြင်ပဲအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့မေ15ရက်နေ့မှာဝန်ခံထားပါတယ်။ဒါကြောင့်အခုတစ်ခေါက်ပါကစ္စတန်ပြည်ထရေးဝန်ကြီးရဲ့ခီးစဉ်ဟာပိတ်မိနေတဲ့အမေရိကန်အီရန်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုပြန်လည်အသက်သွင်းလာနိုင်မလားဆိုတာနိုင်ငံတကာကစိတ်ဝင်စားစောင့်ကြည့်နေရပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့လိုင်စင်မဲ့အပြင်မွေးရစေးပါတုံးဆွဲထားသည့်ရထားမောင်းသူကြောင့်ဘန်ကောက်ရထားတိုက်မှုတွင်10ဦးသေဆုံး32ဦးဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ပြီးခဲ့တဲ့မေလ16ရက်မွန်းလွယ်3:40မိနစ်လောက်ကဘန်ကောက်မြို့မှာဖြစ်ပွားခဲ့တဲ့ဆိုးဝါးတဲ့ရထားလမ်းကူရင်တိုက်မှုမှာအပြစ်မဲ့ခီးတဲ့10ဦးဟာမီးလောင်သေဆုံးခဲ့ရတယ်လို့လူ32ဦးဟာလည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။ဒီဖြစ်နဲ့ပတ်သက်ပြီးအာဏာပိုင်တွေကကုန်တင်ရထားမောင်းသူကိုစစ်ဆေးခဲ့ရမှာသူဟာသက်ဆိုင်ရာဌာနကနေရထားမောင်းနှင်ခွင့်လိုင်စင်မရသေးသူဖြစ်ပြီးစိတ်ကြွမှုရစေဝါတွေပါသုံးစွဲထားကြောင်းစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ရထားပို့ဆောင်ရေးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ပြောကြားချက်အရအခုလိုလိုင်စင်လည်းမရှိမူရစေးသုံးစွဲထားတဲ့သူကိုရထားမောင်းနှင်ဖို့ဘာကြောင့်ခွင့်ပြုခဲ့တယ်လဲဆိုတာကိုဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။ရထားစက်ကောင်ရဲ့မှတ်တမ်းကင်မရာအရဒီကုန်တင်ရထားဟာဘတ်စကားကိုတိုက်မိချိန်မှာတနအီ35ကီလိုမီတာအရှိန်နဲ့မောင်းနှင်နေတာဖြစ်ပြီးအရေးပေါ် break ကိုတော့တိုက်ခတ်နီမီတာ100အလိုကျမှသာနင်းခဲ့တာကိုတွေ့ရပါတယ်။တန်ချိန်ပေါင်းများစွာလေးလံတဲ့ကွန်တိန်နာတွေတင်ဆောင်ထားတဲ့ရထားတစ်စီးဟာသူ့ရဲ့အရှိန်ကိုလုံးဝရပ်တန့်သွားဖို့အတွက်အနည်းဆုံး2ကီလိုမီတာလိုအပ်တာကြောင့်မီတာ100အလိုကျမှအရေးပေါ် break နင်းတာဟာရထားကိုရပ်ဖို့လုံးဝမဖြစ်နိုင်တဲ့အနေအထားဖြစ်နေပါတယ်။ဒါအပြင်အခုဖြစ်စဉ်မှာလမ်းကူအတားစီ barrier ကျမလာလို့ကားနဲ့စိုက်ကယ်တွေရထားလမ်းပေါ်ဖြတ်တန်းရင်ရင်ကြောပိတ်ဆို့ခဲ့ရတာကြောင့်ရထားလမ်းကူဂိမ်းဆောင်ဝန်ထမ်းကိုလည်းတာဝန်ပေါ်ဆမှုလူသေးဆုံးမှုတွေနဲ့ပါထိုင်းအာဏာပိုင်တွေကပူးတက်တရားဆွဲဆိုထားကြောင်းသိရှိရပါတယ်ခင်ဗျာဒါကတော့ဒီကနေ့အတွက်ရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်နေ့ဒီမှာလည်းသတင်းအသစ်တွေကိုထပ်မံတင်ဆက်ပေးဦးမှာမို့စောင့်မျှော်အားပေးကြည့်ရှုကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်